မင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့လင်းပြည့်ဟေ YouTube Channel လေးကနေပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာကောင်းထက်တရေခက်တရာရေးသားထားတဲ့ကြီးပင်ဆောင်ပုဂ္ဂိုလ်ကြီးနဲ့တစေမြောင်မှာတညတာဆိုတဲ့ခြောက်ချားပွဲအားဇာတ်လမ်းကောင်းတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုမစခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးနှိပ်ပြီးဗီဒီယိုတစ်တွေတင်လိုက်သိအောင်ဘေးနာက နိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြပါအောင်ဗျအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာအချိန်ကကစုံလှလည်းဖြစ်တာကြောင့်ပူပြင်းလှတယ်တစ်ပင်များတွင်လည်းရွဟောင်းများရင့်ရော်ပြီးလေအဝတ်တင်မြေပြင်သို့တဖြားဖြောက်ကျွေကျနေတာကြောင့်အချို့ပင်များမှာရိုးတံကြဲကြဲနဲ့ကြည့်မြင်ရတာကလွန်စွာပင်အယုတ်ဆိုးအကြီးတန်းလှတယ်တချို့သောအပင်များကတော့စောစောစီးစီးပင်ရွဟောင်းများကျွေကျခဲ့တာကြောင့်ရွက်သေးရွက်နေကလေးများပင်ထွက်ပြူစားပြုနေပြီဖြစ်တယ်တောတောင်များသို့အဝေးမှာလှမ်းကြည့်လိုက်လျင်စိမ့်တစ်ခွက်ချောင်းတစ်ခွက်နဲ့ကွက်တိကွက်ကြားဖြစ်နေကအလိုမီကြီးရဆိုးနေတယ်အဲ့ဒီအချိန်တွင်ချောင်းတွေမြောင်းတွေမှာလည်းရေခမ်းချောက်ထားတာကြောင့်ရေထွက်သားငါးများလည်းရှားဖားခဲ့လေတယ်မိုးခါ၌၆ရိုးမြောင်းရင်များတွင်လည်းမြင်ကွင်းဆယ်များခံ၍၎င်းဇန်ထောက်ပိုက်ကွန်ပြည့်ဆောင်းများဖြင့်အုပ်ဖမ်း၍၎င်းတချို့အင်အိုင်များအတွင်မြုံထောင်ငါးကိုင်းထောင်၍၎င်းဤအမျိုးမျိုးဖြင့်ငါးဖမ်းများဖမ်းကြကစားတော့ကြလေရှိတယ်တချို့မှာများဆဆဖမ်း၍ရလာလျင်မိမိတို့ရက်ွက်တဲ့လှည့်လေရောင်းချပြီးအပိုငွေငွေများရရှိကြတယ်ကုန်းကြီးရွာကလေးမှာတောင်ကြီးတွေတရှိသောရွာကလေးဖြစ်ပါတယ်မြို့နယ်လည်းအတန်းငယ်အလံဝေးတာကြောင့်လွယ်လင်းတကူဝယ်နိုင်ချမ်းနိုင်ရန်မလွယ်ကူလှပေတခါတရံမြို့မှာခေါင်းရဲ့ဟင်းချက်စရာနဲ့အသားငါးကုံစုံများလာရောက်ကြပြီးဈေးတယ်များကလာရောက်ချပါမှသူ့ထက်ငါအလူရဲဝယ်ယူ၍စားတော့ကြရတယ်မြို့နဲ့အလံဝေးကွာလာသောတောရကလေးဖြစ်တဲ့အာရော်စွာဘယ်ဈေးတယ်မှမလာရောက်တဲ့အခါမျိုးတွင်ငပိရင်နှင့်တိုးစရာလင်းသာစားတော့နေထိုင်ကြရတယ်တောရကလေးဆိုပေမဲ့ကောင်းတဲ့အချက်ကောင်းတဲ့အရာများတော့ရှိပေတယ်။ဖိုဒီမှာငါးပစုံအစားရှိတဲ့ငွေကုန်ကြေးကြခံရဝယ်စားစရာမလိုတဲ့အပြင်အိမ်တော်ဘေးတွင်အလေးကျစိုက်ပျိုးထားကြသောဟင်းသင်းဟင်းရွက်တို့ကလည်းအိမ်တိုင်းလိုလိုပင်အရှံပဲရှိနေတတ်ကြတယ်။ငပိရရှိလျင်တိုးမျိုးစရာအသီးအရွက်ကမရှားလာပေ။ဘူးတခွာဘုံညို့ဖယုံညွန့်တို့ကိုခြံစည်းရုံးမှပင်ခူးယူပြုတ်တို့နိုင်ကြတယ်။ရွာတလေးရဲ့ချက်စရာကောင်းလာသောအလေးဓာတ်တစ်ခုမှာမျိုးကြီးမျိုးပြများတို့မရှိနိုင်သောဒလိပင်ဖြစ်ပေတယ်။ထိုအရာမှာသူ့ချံကိုချံမခွဲကြပဲသူ့ချံတွင်ရှင်းနေရင်လည်းတောင်းယူခိုးစွန်းနိုင်ပြီးကိုချံတို့လာရောက်ခိုးဆိုးကြလျင်လည်းတွန့်တိုခြင်းမရှိကြပေ။ကုန်းကြီးရွာရဲ့တာယာလှပသောမနက်ခင်းတစ်ခုပင်ဖြစ်ပေတယ်။ဟောဒီကကြောက်ပစုံစိတ်လက်လက်ဆက်ဆက်တွေယူကြအောင်မလား။ကုန်းကြီးရွာလည်းလမ်းမကြီးတစ်လျှောက်အော်ဟေးလာသောရွာနောက်ပိုင်းမှာအာလာဝကရဲ့မိန်းမဖြစ်သူမင်းင်းဖြစ်ပေတယ်။ထိုစဉ်ခြံဝိုင်းတစ်ခုရဲ့အတွင်းမှာအမျိုးသမီးတစ်ယောက်ထွက်လာပြီးဟဲ့မင်းင်းကြောက်မစုတွေကြည့်အောင်လာအောင်ဟဲ့အဲ့ဒီချိန်မှာပဲမင်းင်းတစ်ယောက်ထိုမျိုးသမီးစီတို့ရှောက်သွားကခေါင်းပေါ်မှာတောင်ကြီးကိုအောက်သို့ချလိုက်တယ်ထိုအခါခေါ်သူအမျိုးသမီးကတောင်ကြီးတဲ့သို့ငုတ်ကြည့်လိုက်ရင်ဟဲ့ညီကြောက်စုံတွေကကြီးလာဟဲ့အဲ့လိုပြောလိုက်ပြီးမင်းလင်းလဲခေါင်းခုတစ်ဖက်ကိုနှစ်ဖူးပေါ်တွင်ထွက်နေသောချွေးတွေကိုတုပ်လိုက်တယ်ပြီးတော့မှဟုတ်တယ်ဒေါ်လေးဘူးရဲ့ညကအိမ်ကကိုအလာဝကတောင်ပေါ်သွားပြီးထောင်ခဲ့တာလေအဲ့ဒီချိန်မှာပဲဒေါ်လေးဘူးဆိုသောအမျိုးသမီးကြီးကအံ့ဩသောအမူအရာဖြင့်အော်တော်တော်များသားပဲဟဲ့လူကောင်ကောင်ကြီးမှအခုလိုရတော့ညီလိုလဲအဆင်ပြေသလိုငါတို့လဲဟင်းချက်စရာတွေရတာပေါ့ဟုတ်တယ်ဒေါ်လေးဘူးရဲ့ကိုအာလာဝကားကညကအေးအပြက်ခံပြီးတွားထောင်ထားတာအာလာဝကားလည်းဟိုတုန်းကနဲ့တခြားစီပဲညီးကန်ကောင်းပါတယ်အေးကဲဒေါ်လေးဘူးရဲ့ဘယ်လောက်သားယူမတော့ဒေါ်လိုဘူးဆိုတော့အမျိုးသမီးကြီးကလည်းကြောက်ပစုံကိုလိုတလောက်ဝယ်ယူပြီးအိမ်ထဲသို့ပြန်ဝင်သွားခဲ့တယ်ထိုအခါမင်းင်းလဲရွာထဲအနှံ့လိုက်လံရောက်ချလေရာမကြာမီပင်ကြောက်ပစုံတောင်ကြီးတစ်တောင်းမှာကုန်ခဲ့လေတယ်
မင်းနေတယောက်ကြောက်ပစုတောင်းကြီးတကောင်လုံးကုံအောင်ရောင်းလိုက်ရတာကြောင့်ရလာသောငွေတစ်ထက်ကိုကင်ရင်အိမ်တို့ပျော်မြူးစွာပြန်လာခဲ့လိုက်တယ်အပြန်လန်းတစ်လျှောက်တွင်ယောက်ျားဖြစ်သူအာလာဝကအကြောင်းအားတွေးနေမိတယ်အာလာဝကသူနဲ့မယူခင်ကတည်းကတရွာလုံးရဲ့ချင်းဘဲဟုဆိုရလောက်အောင်ပင်မူယူရန်ကဆိုးသွင်း၍နေခဲ့သူဖြစ်တယ်ရုပ်စွာသောမင်းနှင်းပင်မုံတီခဲ့ရသောလူဆိုးလူမိုက်တစ်ယောက်ဖြစ်တာပေါ့နွားတကိုးများနဲ့ပေါင်းသင်းကနွားထုဝက်ပေါ်အစားရှိတဲ့အကုသိုလ်အလုပ်ပေါင်းစုံကိုလုပ်ကင်ခဲ့သူဖြစ်တယ်သို့တော့အင်းလက်ရှင်နန်းနန်းကိစ္စပြီးခဲ့တဲ့နောက်တွင်တော့အာလာဝကတစ်ယောက်ဟိုတုန်းကလိုရန်ရန်ကားကားမရှိတော့ပဲခြေတုပ်ပစိုးမြေဆွဲကျိုးဆိုသလိုပင်ဖြစ်လာခဲ့တယ်နွားသက်ဝတ်ထိုးအစားရှိတဲ့တာကြီးငါးကြီးများအားရရက်ဆက်ဆက်တက်ဖြတ်ခြင်းကိုရှောင်ရှားခဲ့တယ်နောက်ပိုင်းမှာတော့မင်းနှင်းတို့အိမ်တွင်ထင်းပေါက်ထင်းကုတ်အလုံးများလာရောက်လောက်ကင်ပေးတတ်ပြီးစကားကိုလည်းရင်ရင်ကြေးကြေးပင်ပြောဆိုဆက်ဆံတတ်လာတယ်မင်းနှင်းရဲ့မိဘဖြစ်သူများကလည်းအာလာဝကရဲ့မိဘများကဲ့သို့ပင်ငယ်စဉ်ကတည်းကပင်ဆုံးမသွားကြပြီးအတော်အပြိုကြီးနှစ်ယောက်ရဲ့အုပ်ထိန်းမှုအောက်တွင်ကြီးပြင်းလာခဲ့ရတယ်နောက်ပိုင်းတွင်တော့အိမ်တို့အလုတ်လာရောက်လောက်ကင်ပေးသောအာလာဝကနှင့်မင်းတို့တို့နှစ်ဦးမေတ္တာမျှကရေငန်ခဲ့ကြတယ်အတော်အပြိုကြီးများကလည်းပြောင်းလဲလာသောအာလာဝကရဲ့ဇယိုင်းနှင့်သူတို့မရှိသောနောက်ပိုင်းတွင်လောကကြီးထဲမှရောင်ချာချာဖြစ်အားကိုးရမဲ့ကြံရိပ်ခဲမဲ့မင်းနှင်းရဲ့ဘဝရှေ့ရေးကိုစဉ်းစားမိကြတယ်အဲဒါကြောင့်အာလာဝကနှင့်သဘောတူ၍လက်ထက်ထိမ်းများပေးခဲ့တယ်ထိုအခါအရက်ထဲမှလူတချို့ကမင်းနှင်းတယောက်တော့ဒုက္ခရောက်တော့မယ်ခွေးမိကောက်ကြည်တောက်ဆုဟူသောစကားပုံကိုမကြားဘူးလားအစရှိသဖြင့်ကဲရဲ့ပြောဆိုခဲ့ကြတယ်ဘယ်သူတွေဘလို့ပင်အပြစ်တင်ကဲရဲ့နေပါစေအာလာဝကတယောက်မင်းနှင်းနဲ့ယူပြီးတဲ့အချိန်မှစ၍ဂျုံရကြပန်းလောက်ကန်ရှာဖွေကျွေးမေးခဲ့တယ်သူရန်ကြိုက်တဲ့အရက်ကိုပင်အနှဲငယ်တာတောက်တတ်ပြီးဇနီးတဲ့ဖြစ်သူမင်းနှင်းအားမျက်နှာမငယ်ရအောင်တာမမက်မရမမက်ပေါင်းသိမ်းနေထိုင်ခဲ့ရမှယနေ့ထိအချိန်ထိပဲဖြစ်ပါတယ်နောက်ပိုင်းတွင်အာလာဝကနှင့်မင်းနှင်းတို့ရဲ့အိမ်တော်ရေးကိုငကိုကကဲရဲ့ပြောဆိုကြသူများကပါအာလာဝကအရင်လိုမဟုတ်တော့ဘူးပဲမင်းနှင်းအိမ်တော်ရေးကန်ကောင်းလိုက်တာဒီလိုဖြစ်မယ်လို့အစားကထင်တော်မထင်မိခဲ့ဘူးအစားရှိတဲ့ချီကျူးစကားများကဆိုလာကြတယ်အာလာဝကငကိုကလေးကဘဝကိုကြမ်းကြမ်းတမ်းတမ်းဖြတ်တန်းခဲ့ရသူပြီးသူများမလုပ်နိုင်သောအလုပ်ကိုသူများထက်ပို၍သွားရဲလုံရဲကန်ရဲသူဖြစ်တယ်သူတို့နေထိုင်သောဂုံကြီးရွာကလေးရဲ့အနောက်ဘက်မှာတော့ဘကိုးရိုးမတောက်တန်းကြီးကတောင်မြောက်တွယ်တန်းလျက်ရှိနေတယ်။ထိုတောက်တန်းကြီးတွေတွင်တရက်ချောင်းငမွေချောင်းမျိုးချောင်းအစရှိတဲ့ဘကိုးရိုးမပေါ်မှစီးဆင်းလာသောချောင်းမြောင်းများပေါ်များလှပေတယ်။ထို့အပြင်တောင်ကုန်းများကြားတွင်မြောင်များလည်းပေါ်တယ်။ကြောက်ဖြာကြောက်တလုံးအိုင်ထိုးကြကြီးထိုးကြလေးစသဖြင့်အိုင်များမြောင်များအလွန်ပေါ်များလှတယ်။ထိုချောင်းမြောင်းအိမ်များတွင်ကြောက်တုံးကြောက်ခန်းများပေါ်များသလိုထိုကြောက်တုံးကြောက်ခန်းများကြားတွင်ကြောင်ငလူကြောက်ပစွန်ငခုံးမငတလဲတို့ငမွေတို့စားတဲ့ငါးမျိုးစုံတို့လည်းကျင်လည်ကျက်စားနေထိုင်ကြတယ်ထိုမြောင်းများမှာအင်းအိမ်များကဲ့သို့ရေကမ်းချောက်ခြင်းမရှိကြပဲຫນွေမိုးဆောင်300တီပလုံးရေမပြတ်ရှိနေကြတာကြောင့်သားငါးတို့မှလည်းအစင်မြဲရှိနေတယ်မြေပြန့်ရှိသားငါးရှာဖွေမရနိုင်တော့တဲ့အချိန်တွင်တောတောင်ထဲရှိရှုံမြောင်းအိမ်များတွင်ရှာဖွေဖမ်းဆီးရနိုင်တယ်။အဲဒါကြောင့်ကုန်းကြီးရွာအနောက်ပိုင်းတွင်နေထိုင်သောအာလာဝကတယောက်ကြောက်ပစုံထောင်ရဲ့လိုအပ်တဲ့ပစ္စည်းကိရိယာများကိုတဲဘိုးကတောထဲသို့ထွက်လာခဲ့ခြင်းဖြစ်တယ်။အဲဒီညကတညာလုံးကြောက်တလုံးအိုင်မြောင်းတကြောတွင်ကြောက်ပစုံထောင်ခဲ့ရမှာတော်တော်များများရလာတာကြောင့်သူဇနီးတဲ့ဖြစ်သူမှာယနေ့တွင်ရာထဲသို့လှည့်လည်ရောက်ချခြင်းဖြစ်ပေတယ်။ယခုလို6တဲ့ရာတီတွင်ရွာအနီးနားရှိဆယ်မြောင်းအင်းအိုင်များမှာရေခမ်းချောက်တာကြောင့်ငါးပစုံများရှားပါလာတယ်။ထို့အပြင်ငါးထောင်ငါးထိုးကြသူများကလည်းငါးရသည့်အင်းအိုင်များတွင်စုပြုံနေသောကြောင့်အရာနဲလာကြတယ်။ထို့သောလူအများငွေရေးကြေးရေးကြက်တဲနေချိန်အာလာဝကတယောက်ဘသူမှမထောင်ဘူးသောတောင်ပေါ်ရှိမြောင်များသို့စွန့်စွန့်စားစားသွားကကြောက်ပစုံထောင်ခဲ့တယ်။အဲဒါကြောင့်တညာလုံးမိမိတယောက်တည်းကြောက်ပစုံများကိုပြိုင်ပွဲမရှိစိန်ကြတက်ခဲ့ရခြင်းကြောင့်များစွာရလာခဲ့ရတယ်။အိမ်တို့ပြန်ရောက်တဲ့အခါဇနီးဖြစ်သူမင်းနှင်းလဲအာလာဝကရလာသောကြောက်ပစုံကြီးများကိုကြည့်ကအလိုပင်အာရကျင်းနေရတယ်။အဲဒါကြောင့်ရလာသောကြောက်ပစုံများကိုတောင်ကြီးတစ်ခုတည်းသို့ပြောင်းထည့်၍ရွာရိုးကိုပေါက်လှည့်လည်ရောင်းချခြင်းဖြစ်ပေတယ်။မင်းနှင်းတွေက
ကြောက်ပစုံတောင်းအခွန်ကြီးကိုခါတွင်ဘေးတစ်စောင်းတင်ရင်ခြံဝိုင်းတဲ့သို့ဝင်လာလိုက်တယ်ထိုအခါယောက်ျားဖြစ်သူအာလာဝကတယောက်ကွက်ပြေးပေါ်တွင်ထိုင်ကာနှီးဖြနေတာကိုတွေးလိုက်ရတယ်ကြောက်ပစုံတွေများရောင်းကောင်းလိုက်တာကိုအာလာဝကရဲ့ရွာဆုံးထိတော့မရောက်လိုက်ရဘူးပြောပြောဆိုဆိုနဲ့မင်းနှင်းလဲကွက်ပြုတ်ရှိရာသို့ရှောက်သွားကလက်ထဲမှာတောင်းကြီးကိုကွက်ပြေးပေါ်သို့ချလိုက်တယ်အဲ့ဒီနောက်ခေါင်းထုတစ်ပတ်ကိုဖြန့်ကာနှစ်ဖိုးပြင်းနဲ့မျက်နှာတဝိုက်တွင်ထွက်နေသောချွေးစားတို့ကိုတုပ်လိုက်တယ်ထိုစဉ်အာလဝကနှိမ့်ဖြနေရင်ကပင်ဘယ်နဲ့လဲမိမအတော်ရောင်းကောင်းခဲ့လားအေးဘောအခုရတီကငါးဖားရှားနေတဲ့အချိန်ကိုကွာအဲ့လိုပြောလိုက်တော့ဇနီးဖြစ်သူမင်းနှင်းကဟုတ်ပါတော့ဝယ်လိုက်ကြတာများအလို့ရက်ပဲဒါနဲ့တော့အခုညသွားအောင်မလားအေးသွားအောင်မလေးမိမရဲ့ရာတုံးလေးသွားထောင်ရတာဘာဖြစ်လို့တော့တော်ကိုလည်းလွတ်တာလှုပ်ရတာကျုပ်ကစိတ်မချဘူးတော့နောက်ပြီးတော်ပေါ်မှာသွားတာကလည်းတယောက်တည်းရဲ့မပြောကောင်းမဆိုကောင်းတစ်ခုခုများဖြစ်ရင်တော့အကူကြီးတောင်းမဲ့သူမရှိဘူးမင်းနေရရောက်စိုးရိမ်ပူပန်သောစကားဆိုလိုက်ဟာအာလာဝကခွတ်တိုးခွက်လန်ရဲလိုက်ပြီးဟာဟာဟာမိမရဲ့ဘာမှစိတ်ဘူးမနေနဲ့ဒီလုပ်တွေကငါတသက်လုံးလှုပ်လာခဲ့တဲ့အလုပ်တွေပါဟာမိမလည်းယောက်ျားရုပ်ဆိုးပန်းဆိုးရထားလို့တာပဲစိတ်ဘူးတဲ့ရနဲ့စိတ်မချတာနဲ့ဆုံရောကွာဘာဖြစ်လဲတော့ပူရမှာပဲကျုပ်ကတော့ကိုအားကိုးပြီးနေရတာတော့အာလာဝကမိမဖြစ်သူကိုအရှုံးဖောက်လိုက်ပြီးဇနီးဖြစ်သူမင်းနဲ့လဲနှကန်းကိုဆိုရင်မျက်စောင်းတစ်ချက်ကိုထိုးကအိမ်ထဲသို့ဝင်သွားလိုက်တယ်အာလာဝကလည်းနှီးဖြနေရင်အိမ်ထဲဝင်သွားသောမိမအဖြစ်ကိုသဘောကျစွာကြည်ရင်ပြုံးနေမိတယ်ထိုစဉ်ခြံဝိုင်းပပမလူတယောက်ဝင်ချလာပြီးအာလာဝကထိုင်နေသောကွက်ပြစ်ပေါ်သို့လာဝင်ထိုင်လိုက်တယ်ဟာတန်ချောင်းပါလားဘာကိစ္စရှိလို့တော့မလာသဘူးအလားထူးပဲကိုလူရကိုအာလာဝကရေခမားတော်တဲ့ကိုကြောက်ပစုံထောင်ရင်ကျုပ်ကိုလည်းခေါ်ပါအောင်ဗျ။နိုးရသည်ဆိုတော့ရွာမှာလည်းကျုပ်မှအလုံးမရှိဘူးလေ။ဟင်္စာလေးပါလေးဖြစ်ဖြစ်ရရင်ပေါ့ဗျာ။အာလာဝကရဲ့အိမ်နေကြီးဖြစ်သူတန်ချောင်းကကြောက်ပစုံထောင်သွားရင်သူလည်းလိုက်လို့ကြောင်ပြောလာခြင်းဖြစ်တယ်။တန်ချောင်းမှာအာလာဝကလိုပင်ကြုံရကြပန်းလုတ်ကင်ပြီးဇနီးတဲ့နဲ့လူမမယ်ကလေးနှစ်ယောက်ကိုရှာဖွေကျွေးနေသူဖြစ်တယ်။အာလာဝကလည်းအိမ်နေချင်းဖြစ်တာကြောင့်နောက်ပြီးတန်ချောင်းတို့မိသားစုစားဖို့နေရကြတဲ့နေတာကိုတနာတာကတကြောင်အခုညသူတောင်ပေါ်သို့ကြောက်ပစုံသွားထောင်လျင်တန်ချောင်းအားခေါ်သွားရန်ဆုံးဖြတ်လိုက်တယ်။ထို့ကြောင့်ဟုတ်ပြီတန်ချောင်းရေညနေကျမင်းစင်စင်ပြင်ထားငါကညတောင်ပေါ်ကြောက်ပစုံသွားထောင်ရင်မင်းမလိုက်ခဲ့ကွာဟုတ်ပြီလားဟုတ်ကဲ့ကိုအာလာဝကကျေးဇူးတင်ပါတယ်ဗျာဒါဆိုကျုပ်သွားလိုက်အောင်မယ်ဗျို့တန်ချောင်းတယောက်သူ့အားတောင်ပေါ်သို့ခေါ်မည်ဆိုတာကြောင့်ကလေးငယ်တယောက်ပမာမြူးထူးပျော်မြူးစွာနှုတ်ဆက်၍အိမ်သို့ပြန်သွားလိုက်တယ်မင်းညကအာလာဝကကြောင်းစုတွေအများကြီးရလိုက်တဲ့တဲ့တင်ကိုတန်ကြားသိလောက်ပြီးဖြစ်တယ်အဲဒါကြောင့်အာကိုတကြီးအခုညသူလဲလိုက်၍ထောင်လိုကြောင်ပြောလာခြင်းပဲဟုအာလာဝကကောက်ချက်ချလိုက်တယ်ညနေရောက်၍ထမင်းစားတော့ပြီးတဲ့အခါဇနီးဖြစ်သူမင်းင်းအားအိမ်တွင်ဂယူးစား၍နေခဲ့ရမှာခဲ့ပြီးတန်ချောင်းတို့အိမ်ဘက်သို့ထွက်လာလိုက်တယ်တန်ချောင်းတို့အိမ်ရှိဝိုင်းသို့ရောက်တဲ့အခါဟေးတန်ချောင်းရေပြီးပြီလားသွားကြမယ်လေကွာဟုတ်ကဲ့လာပြီကိုအာလာဝကရေဒီကနေ့ညကလာမိုက်ညဖြစ်တာကြောင့်ပစုံထောင်ဖန်းရဲ့အချိန်ခါကောင်းဖြစ်ပေတယ်ထို့ကြောင့်အာလာဝကနဲ့တန်ချောင်းတို့နှစ်ယောက်ကလိုအပ်သောပစ္စည်းများဖြစ်သောပလိုင်းမီယိုဓာကွန်းဆေးနှင့်လက်ဖက်ချောက်ပါမကြံပြည့်စုံယူဆောင်လာကညနေ4 နာရီအချိန်အခန့်တွင်ရွာမှစတင်၍ထွက်ခွာလာကြတယ်အတော်တန်ကြောင်အောင်ရှောက်လာခဲ့ရပြီးမောင်ကျေတန်းတဲ့အချိန်တွင်မှကြောက်တလုံးအိုင်မြောင်ရှိရာသို့ရောက်ရှိလာခဲ့ကြတယ်ထိုမြောင်ရဲ့တနေရာတွင်နှစ်ဦးသားစကန်ချလိုက်ပြီးပါလာသောပစ္စည်းတို့ကိုအဲ့ဒီနေရာတွင်စုပုံလိုက်ကြတယ်အဲ့ဒီနောက်မြောင်ရဲ့အထက်ပိုင်းကိုအာလာဝကသွားပြီးမြောင်ရဲ့အောက်ပိုင်းကိုတော့တန်ချောင်းကိုလွှတ်လိုက်တယ်အသေးသေးကြောက်ပစုံထောင်ပန်းကြရဲ့နေရာခွဲကြတာပေါ့အဲ့ဒီနောက်အာလာဝကကဲတန်ချောင်းကြီးငါကအခုစကန်ချထားတဲ့အထက်ဘက်ကိုထောင်မယ်ကွာမင်းကအခုစကန်ချထားတဲ့နေရာရဲ့အောက်ဘက်ပိုင်းကိုထောင်ပြီးတော့
ဟုတ်ပြီလားဟုတ်ကဲ့ကိုအာလာဝကအဲ့ဒီနောက်သူတို့နှစ်ဦးလဲကိုတာဝန်ယူထားသောအပိုင်းသို့သွားကစားတွင်ရဲ့ဘဒွန်ထောင်ကြတယ်ကြောက်ဘဒွန်ထောင်ရတဲ့နီးလန်းမှာအောက်ပါအတိုင်းဖြစ်ပေတယ်ပထမမြောင်တဲတွင်ရှိသောရေဆက်တွင်တဲတင်ကလေးများစံကောတစ်ချက်အကျယ်ဖြစ်လာအောင်လက်ဖြင့်ရဲရတယ်ဟိုအခါရေပြည့်ဝင်နေသောတဲရက်ကလေးတွေတစ်ခုကိုရလာတာပေါ့အဲ့ဒီနောက်ရေစက်ဘက်ရှိတဲရက်တွင်အဝတွင်မြောင်တဲမှရေဝင်နိုင်အောင်အနှဲငယ်ဖယ်ထုတ်လိုက်ရတယ်ဟိုအခါတဲတွေထဲမှရေနှင့်မြောင်တဲတွင်ရှိသောရေတို့ကတပြေးညီဖြစ်သွားကြတယ်ထိုမြောင်အဝတွင်ဒုတ်ချောင်းကလေးတစ်ခုကိုကန့်လက်လှက်ပေးထားရသေးတယ်ပြီးတော့အိမ်မအသင်းလှော်ပြီးယူလာတော့ပဲမှုတ်အနှဲငယ်ကိုထိုတဲရက်တွင်ထဲသို့ဖြူးထည့်ခဲ့ရတယ်ဒုတ်ချောင်းကလေးကအဝတွင်ကန့်လက်ကစီဖြစ်နေတာကြောင့်တဲတွင်ထဲမှဖွဲမှုတ်များကမြောင်းရည်တဲသို့စီးမျော၍ပါမသွားပေထို့သောဖြင့်မြောင်းတစ်ချောင်းတတွင်းစီကိုဂိုက်တယောက်လောက်အကာတွင်ထား၍တူးပြီးထောင်ခဲ့ကြတယ်မိမိတို့လိုအပ်သလောက်မြောင်းတစ်ချောင်းတွင်တဲတင်ကလေးများတူးကဖွဲနှုမှုများထည့်ပေးပြီးမိမိစကန်ချထားတဲ့နေရာစီသို့ပြန်လာခဲ့ကြတယ်အာလာဝကနှင့်တန်ချောင်းတို့နှစ်ဦးကြောက်ပစုံများကိုစီကုံကထောင်ပြီးတဲ့အခါစကန်ချရာနေရာသို့ပြန်လာပြီးနားနေကြရတယ်ထိုနေရာတွင်ရင်နွေးတောက်တဲ့လူကတော့ဂုံဝါတဲ့သူကဝါပြီးတနာရီခန့်နားနေကစောင့်နေကြရတယ်နှစ်ဦးသားရင်နွေးတောက်လိုက်ဆေးလေးဖွာလိုက်နဲ့စကားတပြောဖြင့်ရှိနေကြတယ်တန်ချောင်းတယောက်စေဘောလေးကိုမင်းကြီးလိုက်ပြီးတစ်ချက်နှစ်ချက်မျှစင့်ကဖွာရှိုက်လိုက်ပြီးတဲ့အခါကိုအားအလာဝကရဲ့အရင်တုန်းကလိုနွားသက်ဝတ်ထိုးအလုပ်တွေဘာလို့မလုပ်တော့တာတုံးဗျအဲ့လိုမေးလိုက်တော့အာလာဝကပြုံးလိုက်ပြီးငါမင်းမကြိုက်တာလဲပါတာပေါ့ကွာနောက်ပြီးငါကိုယ်တိုင်ကလည်းအဲ့ဒီအလုပ်တွေကိုညီးသွားတာလဲပါတယ်အေးပြီးတော့အဲ့ဒီအလုပ်တွေလုပ်နေရင်အပေါင်းအသင်းတွေနဲ့ဆုံမေးရင်အရင်လိုအရေကျိုးဖြစ်မှလဲချိုးတာတော့ကွာအဲ့လိုပြောလိုက်ပြီးတော့ထိုအခါတန်ချောင်းလဲအင်းလက်နှကုံးမှာအရင်ကအာလာဝကဖြစ်ပျက်ခဲ့သောအကြောင်းအရာလားဟုမေးချင်းမိတော့လဲအာနာရဲ့မမေးတော့ပေထိုစဉ်အာလာဝကတန်ချောင်းရဲ့အမူအရာကိုသဘောပေါက်သွားပြီးဒီမှာတန်ချောင်းမင်းမျက်လုံးလေးကိုကြည့်ရင်မင်းငါ့ကိုဗာမေးနေချင်တာလဲဆိုတာငါရိပ်မိတယ်ကွာငါပြောမယ်နားထောင်ငါဟိုတုန်းကဆိုးသွမ်းပြီးနွားတကိုးတွေနဲ့ပေါင်းသူများနွားကိုပေါ်တာဒါကိုအင်းလက်ရှင်မိဖုရားကဆုံးမလွှတ်လိုက်တာဟေငါတို့တက်ပြတ်ထားတဲ့နွားအသေးကြီးကထဝေပြီးတော့ကံကောင်းလို့ဒီနေ့အထိအသက်ရှင်နေနိုင်တာတန်ချောင်းရအဲ့ဒီနောက်ပိုင်းကစားလို့ငါနွားပေါ်ဝက်ပေါ်လှုပ်တဲ့အလုပ်ကိုရာသက်ပံဆွတ်လွတ်လိုက်တာကွာစီကပကုံးရှင်းပြလိုက်တော့တန်ချောင်းမှာဆေးဘောလေးကိုကင်ရင်အငိုက်သားနားထောင်နေလေတယ်ကဲတန်ချောင်းရေစကားကောင်းနေတာနဲ့ပစုံကောက်ဖို့မင်းနေပြီလာကွာတို့ထောင်ခဲ့တဲ့ပစုံတွေကိုတွက်ကောက်ကြရအောင်ဟေးနှစ်ယောက်သားမိမိတို့ထောင်ထားသောတဲတွင်များစီသို့မိယုတ်ကိုထုံပလိုင်းကိုလွှဲရင်းပစုံကောက်ရန်ထွက်လာခဲ့ကြတယ်လက်ရဲ့တဲတွင်များစီသို့ရောက်တဲ့အခါတဲတွင်ထဲမှဖွဲနှုအစာများကိုကြောက်ကြကြားမှကြောက်ပစုံများထွက်လာကဝင်စားနေကြတယ်ထိုကြောက်စုံများကသူတို့ရဲ့မိယောင်ကြောင့်အပြင်သို့ထွက်မလာပဲတဲတွင်ထဲမှပင်ခိုအောင်နေကြတယ်တဲတွင်အဝတွင်လည်းဒုံချောင်းကိုကန့်လက်ထားတာကြောင့်မြောင်းထဲသို့လွယ်လွယ်ကူကူပြန်သွားရင်မရပေထိုအခါအာလာဝကတို့ကတဲတွင်ထဲဝင်နေသောကြောက်ပစုံများကိုလက်နှင့်ဖမ်းယူပြီးပလိုင်းထဲသို့ထဲကအဆိုးဆိုးထားလိုက်တယ်အဲ့ဒီနောက်ဖမ်းယူပြီးသောတွင်ထဲသို့ဖွဲနှုမုံများကိုထပ်မံဖြူခဲ့ကပြန်၍ထောင်ထားခဲ့တယ်ထို့သောဖြင့်တတွေးဆက်ရည်သွားကကြောက်ပစုံများကိုဖမ်းဆီးခဲ့တယ်မိမိတို့ထောင်ထားသောတွင်များကုန်သွားလျင်အာလဝကနှင့်တန်ချောင်းတို့နှစ်ဦးသားမှာပစုံပလိုင်းကြီးကိုစီလွယ်ရင်းစကန်ချရာနေရာစီတို့ပြန်လာခဲ့ကြတယ်ကြောက်ပစုံများကိုနောက်တစ်ကြိမ်ထပ်ထောင်ခဲ့တာကြောင့်စကန်တွေတနာရီခန့်နာနေပြန်၍နေကြရတယ်အဲ့ဒါနဲ့နည်းလင်းကန်ဒီအချိန်ထိဖမ်းယူလိုက်ပြန်ထောင်လိုက်အကြိမ်လုပ်ခဲ့တာကြောင့်ပလိုင်းတဲ့တွင်ကြောက်ပစုံကောင်တော်များများကိုဖမ်းဆီးနိုင်ခဲ့ကြတယ်တို့ရတွင်နှစ်ဦးသားမှတညာလုံးမအေးရပဲငုတ်တုတ်ကြီးမိုးလင်းခဲ့ရတာကြောင့်မျက်ခုံများလေးလံကအလွန်အိတ်ချင်နေကြတယ်သို့တော့ရွာသို့အရောက်ပြန်ရအောင်ဖြစ်တာကြောင့်ကြောက်ပစုံများကလည်းမလောက်ဖွယ်ရထားတာကြောင့်နှစ်ဦးသားမှမြူးကြွနေလေတယ်ကဲဟေးတန်ချောင်းရေမုံလင်းတော့မယ်ကွာတို့တွေပြန်ကြရအောင်ကွာ
အာလာဝကားကပြောဆိုပင်ကြောက်ပစုံထည့်ထားသောပလိုင်းနဲ့ပါလာသောပစ္စည်းများကိုယူလိုက်ပြီးထိုင်ရာမှထားလိုက်တယ်။တန်ကြောင်းလဲထိုနည်းအတူထားလိုက်ပြီးဟုတ်ကဲ့ကိုအာလာဝကားဒီမြောက်ကကြောက်တုံးနေပေါ်များလို့လားမသိဘူး။ကြောက်ပစုံတော်တော်ရတာပဲနော်။အေးပေါ်တဲ့မြောက်ကလည်းပေါ်သူလိုရှားတဲ့မြောက်ကလည်းရှားတာပေါ့ကွာ။နှစ်ယောက်သားပစုံပလိုင်းနဲ့သူတို့တွင်ပါလာသောပစ္စည်းအများကိုလွယ်ဖို့ကကုန်ကြီးရွာသို့ပြန်လာခဲ့ကြတယ်။မိမရေတကားဖွင့်ရုံဟာငါပြန်လာပြီဟာအာလာဝကာတယောက်အိမ်ချင်ဝိုင်းတဲ့သို့လှမ်းဝင်လိုက်ပြီးနှုတ်မှလည်းအဲ့လိုပြောလိုက်ပြီးတော့ထို့နောက်ပါလာသောပစ္စည်းများနဲ့ကြောက်ပစုံများထည့်ထားသောပလိုင်းကြီးကိုကွက်ပြေပေါ်သို့တင်လိုက်တယ်။အဲ့ဒီချိန်မှာပဲအိမ်တကားပွင့်သွားပြီးမင်းလေးတယောက်အိမ်မုံစုံပါးနဲ့ထလာတယ်။ဘယ်နဲ့တော့ကိုအာလာဝကာကြောက်ပစုံနေအတော်ရခဲ့ရဲ့လားအဲ့လိုမေးလိုက်တော့အာလာဝကာတယောက်ဆေးဘောလိတ်ကိုမင်းကြီးလိုက်ရင်ရမေးရတော့ပလိုင်းထဲသာကြီးလိုက်ပြီတော့မိမရေဟိုဘက်အိမ်ကတန်ချောင်းလဲအတော်ရသားပဲကွာအဲ့လိုပြောလိုက်လေရဇနီးတဲ့ဖြစ်သူမင်းင်းကပလိုင်းထဲသို့ကြီးလိုက်တယ်အင်းတော်တော်များသားပဲတော့ကျုံနေလေကြမှာရွာထဲရှောက်ရောင်လိုက်အောင်မယ်တော်ထမင်းချမ်းစားဖို့ခဏဆောင်အောင်နော်ကျုပ်သွားပြီးထမင်းအိုးလေးတက်လိုက်အောင်မယ်အဲ့လိုပြောလိုက်ပြီးအိမ်ထဲသို့ထမင်းအိုးတရဲ့ဝင်သွားလိုက်တယ်အာလာဝကာတယောက်ကွက်ပြေပေါ်တွင်ခြေပြေးလက်ပြေးထိုင်ချရင်းဈေးပေါ်လေးကိုအရသာခံတောက်နေတာပေါ့ထိုနေ့အဖို့မင်းင်းတယောက်ကြောက်ပစုံတောင်းကြီးကိုရွက်ကရွာရိုးကိုပေါ့လှည့်လေရောင်းချခဲ့တယ်ရွာလုံးမှာအလူရဲ့ဝယ်ယူကြတာကြောင့်ကြောက်ပစုံတောင်းကြီးမှာခဏချင်းပင်ကုံသွားလေတယ်တစ်ဖက်အိမ်မှာတန်ချောင်းရဲ့မိမဖြစ်သူကလည်းကြောက်ပစုံများကိုရောင်းချလိုက်ရတာကြောင့်မျိုးမျိုးမဲရလိုက်လေရလင်မယားနှစ်ယောက်ပျော်မဆုံးမော်မဆုံးဖြစ်နေကြတာပေါ့နောက်တစ်ပတ်ခန့်အကြာတွင်အာလာဝကားနဲ့တန်ချောင်းတို့နှစ်ဦးကြက်မြောင်ဘက်သို့ပစုံထောင်ထွက်ခဲ့ကြပြန်တယ်အရင်တစ်ခေါက်ကြောက်တလုံးအိမ်ဘက်သို့သွားပြီးကြပြီးဖြစ်တာကြောင့်အခုတစ်ခေါက်တွင်တော့နှစ်ဦးသားတိုင်ပင်ကကြက်မြောင်ဘက်သို့သွားရခြင်းဖြစ်ပေတယ်ကြက်မြောင်မှာအရင်တစ်ခေါက်သွားခဲ့သောကြောက်တလုံးမြောင်ထက်ပို၍ဝေးလာပြီးလူသူအယောက်ပေါက်နဲလာပေတယ်ကြက်မြောင်တို့ရောက်တဲ့အခါခါတိုင်းကဲ့သို့ပင်မြောင်ကိုနှစ်ပိုင်းကအာလာဝကားကမြောင်အထက်ပိုင်းကိုထောင်၍တန်ချောင်းကမြောင်အောက်ပိုင်းကိုထောင်ခဲ့တယ်တနာရီခန့်အကြာတွင်တော့သူတို့နှစ်ဦးသားစကန်းချနေသောနေရာမှထကာပစုံကောက်ရဲ့မြောင်တဲ့သို့ဆင်းလာကြတယ်အာလာဝကားကပစုံကောက်ရဲ့အထက်ဆုံးရှိတဲကွန်ရဲ့တွင်သို့ကုန်းပေါ်အတိုင်းသွားပြီးမှအထက်ဆုံးတွင်မှဆင်း၍ကောက်တယ်ထိုအခါအာလာဝကားကစကောက်တဲ့တွင်များမှသာပစုံရည်အနေချင်းများရပြီးသူတို့စကန်းချတတ်သောနေရာသို့ရောက်လေပစုံကောက်ရည်နှဲသွားလေဖြစ်နေတယ်အချို့သောတောများဆိုလျင်ပစုံတကောင်များဝင်နေသည်ကိုမတွေ့ရပေထိုအခါအာလာဝကားရဲ့စိတ်ထဲတွင်ဘယ်လိုဖြစ်တာလဲမသိဘူးခါတိုင်းဆိုပစုံတွေတော်တော်ရတာပါဒီညဘာကြောင့်မရတာလဲမသိဘူးအဲ့လိုတွေးလိုက်ပြီးစကန်းချရာနေရာစီသို့ပြန်လာခဲ့လိုက်တယ်သူပြန်ရောက်ပြီးမကြာမီမှာပဲတန်ချောင်းလဲပလိုင်းကြီးကိုလွယ်ကပြန်ရောက်လာတယ်ကိုအာလာဝကအစောကြီးပြန်ရောက်နေပါလားဘဲနဲ့လဲပစုံတွေအတော်ရခဲ့ရလားဗျအေးမဆိုးပါဘူးကွာမင်းရောအချိန်နေဘယ်လိုလဲတော်တော်ရခဲ့ရလားကွာဟုမေးလိုက်ပြီးတန်ချောင်းရဲ့ပလိုင်းအတွင်းသို့ကြီးလိုက်ရာကြောက်ပစုံတော်တော်များများရလာတော့ကိုတွေးလိုက်ရတယ်အဲဒါကြောင့်အာလာဝကားရဲ့စိတ်ထဲတွင်တန်ချောင်းကိုမယုံသင်ကဖြစ်လာတယ်ဒီကောင်ငါအထက်ဘက်ပစုံကောက်သွားနေတော့ငါတွင်းတကပစုံတွေကိုခိုးကောက်ခဲ့တာနဲ့တူတယ်အာလာဝကားကတန်ချောင်းပေါ်တန်တရားဝင်ကနောက်တစ်ကြိမ်ပစုံကောက်ထွက်လျင်အရာဖမ်းမိဟုစိတ်ကူးမိလိုက်တယ်ထို့နောက်နှစ်ဦးသားစကန်းတွေရင်နေချမ်းတောင်းရင်နာနာနေကြပြီးတဲ့နောက်ပစုံထက်ကောင်ရန်ထွက်လာခဲ့ကြတယ်ဒီတစ်ခေါက်အာလာဝကမှာအကြံရှိတတ်သူဖြစ်တာကြောင့်မြောက်ထက်သက်တို့တော်တော်ဝေးသွားခဲ့ပြီးမှလက်ထဲကမီးရုပ်ကိုမီးငိမ့်လိုက်တယ်ထို့နောက်မြောက်အောက်ဘက်သို့တိတ်ဆိတ်သွားပြန်လာကဓာကိုကရင်တန်ချောင်းပစုံလာခုံးမဲ့အချိန်ကိုချောင်းမြောင်းနေတယ်ဟိုစဉ်မြောင်းရိပ်တဲသို့ဖြက်လာခြေတံကိုကြားလိုက်ရတယ်ဟောခြေတံလိုကြားပါလားဒါငါအထက်ဘက်ပစုံကောက်သွားပြီးတဲ့အထင်နဲ့တန်ချောင်းငါတဲတွင်းတဲကပစုံတွေကိုလာခိုးကောက်တာဖြစ်ရမယ်အချင်းချင်းစီးမဆောင်နဲ့ကောင်
တွေးကြသေးတာပေါ့ကွာဟုစိတ်ထဲတွင်ကြုံရလိုက်ပြီးလက်ထဲမှဓာတ်ကိုကြိတ်ကြိတ်ပအောင်ဆုပ်ကင်လိုက်ကသူအနားသို့တန်ချောင်းရောက်အလာကိုအမောင်ထဲမှဆောင်းဆိုင်နေတယ်။ငကိုကလေးကပင်မဟုတ်မကန်စိတ်ပြည့်ရှိသောအာလာဝကရဲ့စိတ်ထဲတွင်တန်ချောင်းတယောက်စီမဆောင်တဲ့လုံရဲ့အပေါ်ဒေါသထွက်နေမိတယ်။မကြမီပင်မြောင်းတဲ့သူရှိရာသို့ရှောက်လာနေသောရေတံကိုကြားလိုက်ရတယ်။အတန်ရှင်မှာတဖြည်းဖြည်းသူနှင့်နီးကပ်လာတယ်။အာလာဝကလည်းသူ့နာသို့ရောက်လာနေတဲ့တပြိုင်နက်မိယိုကိုထွန်းကြီးလိုက်တော့ရောက်လာတော့သူအားကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအာလာဝကဟင်တန်ချောင်းလည်းမဟုတ်ပါလားဟာဘာကောင်းကြီးလဲတကုံလုံးလည်းအမွှေးမြင့်နေပါလားအာလာဝကတယောက်ထုံမြင်ဝင်းကိုရုတ်တရက်တွေးလိုက်ရ၍ကြက်သိမ်းမှုင်းကြီးနေထသွားပြီးမှခေါင်းကစပင်းတွေပါထောင်သွားတယ်သူတွေးလိုက်ရတာကတကုံလုံးတို့အမွှေးအမြင့်များဖုံးလွှမ်းနေပြီးကြောင်းမဖွယ်ကောင်းလာသောမျက်နှာကြီးမကောင်းဆိုးဝါးတကောင်ဖြစ်ပေတယ်ဟိုကြောင်းမဖွယ်ကောင်းလာသောတတဝကြီးရဲ့ပါးစပ်ထဲမှာပစုံများကိုပလော်ပေါ်ဝါးမြို့ထားတာကိုတွေးရတယ်ဘိုးကအာလာဝကလည်းလက်ထဲမှာဓာတ်ကိုမြဲမြဲစုပ်ကင်ကကြောက်အားလန့်အားနဲ့ထိုအကောင်ကြီးကိုအားကုန်လွှဲ၍ခုတ်လိုက်တယ်ခုတ်လိုက်တော့ဓာတ်မှာလေထဲကိုသာဝိတ်သွားပြီးဘေးရာကုံမှမခုံးမိပဲလေကိုသာခုံးမိလိုက်တယ်ထိုစဉ်မိမိရှိတွေမြင်တွေ့နေရသောဘသူမဲမသိရသောအကောင်ကြီးလဲရုတ်တရက်သူ့ရှိမှပျောက်ကွယ်သွားတယ်ဒါငါ့ကိုတစေ6တာပဲအာလာဝကလည်းအဲ့ဒီနေရာတွင်ကြာမနေဝန်းတော့ပဲတန်ချောင်းရှိတဲ့မြေအောက်ပိုင်းသို့ခတ်တုတ်တုတ်ပြေးထွက်လာခဲ့တယ်တောင်အကြမှာတော့မြောက်အောက်ပိုင်းမှာပစုံကောက်ရိပ်ပြန်လာသောတန်ချောင်းနဲ့ဆုံမိတယ်ဟင်ကိုအာလာဝကမိယုတ်ကြီးကင်ပြီးမြောင်းတိုင်းပြေးလာတာပါလားဘာဖြစ်လို့တော့ဗျာထို့သောတအံတော်မေးလိုက်တော့တန်ချောင်းရဲ့အမေကိုအာလာဝကမင်းမနေနဲ့တန်ချောင်းရေငါတို့ဒီမြောင်ထဲကနေခက်တုတ်တုတ်ပြေးမှဖြစ်မယ်ကွာဟာဘာတွေးလို့လဲကိုအာလာဝကရကျုပ်ကိုလည်းပြောပြစမ်းပါဦးဗျာမင်းကမတွေးတဲ့ကောင်ဆိုတော့ငါပြောရင်ယုံချင်မှယုံမယ်ဒီမြောင်ထဲမှာတရေရှိတယ်ကွာငါထောင်ထားတဲ့တဲတွင်းတွေကပစုံတွေကိုတကောင်မကျန်စားပစ်တာကွာဟာဟုတ်လို့လားကိုအာလာဝကရအာလာဝကစကားကြောင့်တန်ချောင်းလဲအလုံးမေးထိမ့်လဲသွားဟန်နဲ့တူတယ်ဟုတ်တယ်တန်ချောင်းရပထမအကြိမ်ပစုံလိုက်ကောက်တုန်းကမင်းသားပစုံတွေကိုရပြီးငါကအနှဲချင်းပဲရခဲ့တယ်လေဒီလောက်လူသူမနီးပစုံတွေပေါ်တဲ့မြောင်းဖြစ်ပါလျက်နဲ့မရလာတာငါကမင်းငါတွင်းထဲကပစုံတွေကိုခိုးကောက်ခဲ့တယ်လို့တော့အထင်မှားမိသေးတယ်ကွာဒါနဲ့နောက်တစ်ခါကျတော့ငါပစုံတွေကိုခိုးကောက်တဲ့အကောင်အမိဖဲမဲ့ဆိုပြီးတွေးမိတော့အဲ့ဒါနဲ့မီးရုပ်ကိုမှုတ်ပြီးတနေရာက6နေစင်မှာပဲမြောင်းတဲကရေတံကြလို့မင်းအမက်နဲ့မီးရုပ်ကိုထုံးပြီးကြည့်လိုက်တော့ဟေ့ကောင်ကြီးနည်းနည်းတော့အကောင်ကြီးမဟုတ်ဘူးဟာငါမျက်ဝါးထင်းနေကြီးကိုတွေးလိုက်ရတာတန်ချောင်းရဟာဟုတ်လားဗျကျုပ်ကအတူတူလာတဲ့လူချင်းချင်းဘယ်လုပ်ပါမလဲကိုအာလာဝကရအေးပါကွာနှစ်ယောက်အတူတူလာပြီးငါကပစုံမရမင်းကပစုံနေအများကြီးရနေတော့မင်းကငါတန်တရားဝင်ခဲ့မိတာပါအခုတော့ဒီကိစ္စရှင်းသွားပြီလေကွာကဲဟေ့ငါတို့ပြန်ကြမယ်ရွာပြန်ရောက်မှဘာကြီးတာတွန်းကိုဒီမြောင်အကြောင်းမေးကြည့်ရမယ်ဟေ့ထို့သောဖြင့်နှစ်ယောက်သားညာတွင်ကြီးပင်မီယုတ်ကိုထွန်းကြီးကရွာသို့ပြန်လာခဲ့ကြတယ်အစောကြီးမီယုတ်ကြီးကိုထွန်းကပြန်လာတော့အာလာဝကအားဇနီးဖြစ်သူမင်းနှင်းကအံ့ဩနေလေတယ်ကိုအာလာဝကတို့အခုနေပြန်လာတာဆောလာကြည်လားပစုံမရလို့လားဒါမှမဟုတ်တခုခုဖြစ်လာကြတာလားကျုပ်ကိုပြောစမ်းပါအောင်တော့ဟုတ်တယ်မိမကြီးတို့ကိုကြက်မြောင်ကတရေ6လွတ်လိုက်တာကွာအဲ့ဒါနဲ့ငါတို့လဲပြန်ချလာတာဟေ့ဇနီးဖြစ်သူကိုဖြစ်ပြက်ကသမျှအကုန်ပြောပြလိုက်တော့မထိတ်တာမလဲတာရှိလိုက်တာကိုအာလာဝကရဲ့တော်အစားကျုပ်တော်ကြောက်လိုက်တာနောက်ဆိုမသွားပါနဲ့တော့ကိုအာဝါလာဝကရဲ့အနေရများလာပါတယ်မင်းကစိုးရိမ်ပူပန်စွာတားမြစ်လိုက်တယ်နောက်တစ်နေ့တွင်ရွာထဲမှဘာကြီးတာတွန်းစီကိုသွားကနှစ်ဦးသားညာကအဖြစ်ပြက်တို့ကိုပြောပြမိကြတယ်ဘာကြီးတာတွန်းဆိုဒီမှာသူတို့ရတဲ့အသက်အကြီးဆုံးအဖိုးအိုတဦးဖြစ်ပြီးရှင်းမီနောက်ပြီးအဖိုးကြီးတဦးလည်းဖြစ်ပေတယ်ဘာကြီးတာတွန်းမှာအာလဝကနဲ့တန်ချောင်းတို့ပြောပြသည်များကိုခေါင်းတငင်းချင်းဖြင့်နားထောင်ရင်ဩမင်းတို့ကိုကြက်မြောင်က6လို့လိုက်ကြပြီပဲ
ဟုတ်တယ်ဗာကြီးတာတော်ရတကယ်ကိုကြောက်စရာကြီးပါဗျာအဲ့ဒီကြက်မြောင်ကအခုတည်းမဟုတ်ဘူးကွာဟိုရှိကလေးကပင်ဒီလိုပဲခြောက်ခဲ့တာငါတို့ခက်ငယ်ငယ်တုန်းကလည်းရွာကားကောင်တွေနဲ့ပဇွန်သွားထောင်ရင်အချောက်ခံရတယ်ကွာအဲ့ဒီကြက်မြောင်အကြောင်းကဖက်စစ်ဂျပန်တွေခက်ကလေးကရှိခဲ့တဲ့ဇလန်းပေါ့ကွာအဲ့ဒီတုန်းကဒီနေ့တဝိုက်မှာအရန်ဆိုးဝါးတောင်းကျမ်းနေတော့ဓမြကြီးတယောက်ရှိတယ်ကွာနောက်ဆုံးဂျပန်တွေသူ့ကိုလိုက်ဖမ်းလို့ပြေးရင်းနဲ့အဲ့ဒီကြက်မြောင်ထဲမှာသူ့ကိုဂျပန်တွေမိပြီးပြစ်တဲ့ခဲကြတာအဲ့ဒီကလေးကစပြီးအဲ့ဒီဓမြကြီးကမကျွတ်မလို့ပဲကြက်မြောင်တဲကိုလာပြီးပဇွန်တောင်ငါးရှာတဲ့သူတွေကိုခြောက်လို့တော့တာပဲဟေးအဲ့ဒါကြောင့်ကြက်မြောင်ကိုတစိမ်မြောင်လို့တော့အမည်ပေးထားကြတာကွဒါနဲ့နေပါဦးအာလာဝကရဲ့မင်းကအဲ့ဒီတစိမ်မြောင်အကြောင်းတခါမှမကြားဘူးလားကွာဟုတ်တယ်ဗာကြီးတာတွန်းရေဗာကြီးတာတွန်းပြောတဲ့တစိမ်မြောင်အကြောင်းမသိခဲ့လို့သွားခဲ့မိတာပါဗျာဒီများသိနေရင်ကျုပ်တို့ဘယ်သွားဝန်းမပလဲဗျာတခြားမြောင်တွေကိုပဲသွားမှာပေါ့အေးဖို့ကွာတောတောင်တွေထဲမှာကိုမသိရမနေရသေးတဲ့အရာတွေရှိကြတာပဲလေနောက်ဆိုသွားတတိလာတတိနဲ့ဆင်ကြေပြီးလောက်ကင်ကြဖို့ကွယ်ဟုတ်ကဲ့ဗာကြီးတာတွန်းဒါဆိုကျုပ်တို့ပြန်လိုက်အောင်မယ်သူတို့နှစ်ဦးလဲဗာကြီးတာတွန်းကိုနှုတ်ဆက်ပြီးအိမ်တို့ပြန်လာခဲ့ကြတယ်အာလာဝကနဲ့တန်ချောင်းတို့မှာညဘက်တွင်တောတောင်ထဲမြောင်တွေထဲတွင်ကြောက်ပသူများထောင်ဖန်းကစားလဲစားရရောင်းလဲရောက်ရနဲ့အတော်ကလေးအစဉ်ပြေခဲ့ကြတယ်သို့တော့ကြက်မြောင်တို့မျိုးတစိမ်မြောင်တွင်မမျော်လင့်ပဲကြုံခဲ့ရတော့ကျောင်းမွေဖေးရဖြစ်ရကြောင်းနောက်နေ့များတွင်ကြောက်ပသူထောင်ဖန်းရန်သွားရန်အတွက်ခက်ရွံ့ရွံ့ပင်ဖြစ်နေမိကြတယ်ထိုချိန်မှစ၍အာလာဝကလည်းညဘက်တွင်ကြောက်ပသူထောင်ချင်းလုပ်ငန်းကိုရန်နာကအိမ်လုံးနှင့်တခြားအလုပ်များကိုသာလုပ်ကိုင်နေလေတယ်ထို့ပြင်ရရေးရရေးတာရေးနာရေးနှင့်သူများမလုပ်လို့တဲ့အလုပ်မှန်သမျှကိုအာလာဝကကအကုန်လုပ်တယ်အာကုတို့အလုံးနဲ့အကျိုးပေးတယ်ပဲပြောအများနဲ့နီးတူငါးရှာဖားရှာငချင်းတောင်မြုပ်ထောင်ရတွင်လဲသူများနဲ့မတူအောင်ရလေတရိษံတို့ရဲ့ဇယိုက်အလေးထားတဲ့သဘာဝကိုလည်းတစ်ဖက်ကန်းခတ်အောင်နားလေသိကြထားခြင်းကြောင့်အများနဲ့မတူတမှုထူးခြားတဲ့အာလာဝကအဖြစ်လူသိများရခြင်းဖြစ်တယ်ယခုလဲမဟုတ်ကြကစားဖြစ်တာကြောင့်မိုးတပြိုင်နှစ်ပြိုင်ခန့်မှာတီးထန်စွာရွာသွန်းပြီးတွင်အောင်ဖားများလဲထွက်ကြပြီဖြစ်တယ်ဟိုကအာလာဝကတယောက်မိုးစံကြားစဉ်ကပင်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တာကြောင့်၆ဘုတ်ပတိအိုလေးနဲ့နှစ်ဖူးထိပ်တွင်တရေကျိုးပြောဖြင့်တက်ဆင်ထားသောမီးစလိုက်မှခလုတ်ကိုဖွင့်လိုက်နဲ့မီးရောက်မှစူးကနေရှိသို့ပြစ်ထွက်သွားခဲ့တယ်အာလာဝကထိုကွင်ကိုထိုင်ဆောင်ရသည်မှာရက်သက်တပတ်အတော်ပင်ကြာခဲ့ပြီဖြစ်တယ်အဲဒါကြောင့်ယခုညနေမိုးရွာသွန်းတာနဲ့တပြိုင်နက်တည်းညဘက်တွေဖားရရန်ထွက်ဖို့ရဇနီးဖြစ်သူမင်းနေအားခွင့်ပန်၍ထွက်လာခဲ့ခြင်းဖြစ်ပေတယ်မိုးရွာထား၍ရေစဲချင်းတင်နေသောလေကွယ်များမှာဖားလက်ထက်ကြော်စံကွေးနှင့်စားဖားကြီးများကျင်းစီထွက်မိကိုအာလာဝကတွက်ဆထားပြီးသားဖြစ်ပေတယ်အဲဒါကြောင့်ဖားရိုက်တို့လွယ်ပလိုက်နှင့်အတူဆွလဲတိုင်းထားတဲ့လွယ်အိတ်ထဲတွင်ကျွဲကြိုလေးကွာဖန်ကော်လီသီးများလောက်စလုံးများနှင့်အသွားကိုမြည်နေအောင်ခြေသလုံးမွေးကြသွေးထားသော၆လက်မအသွားရှိဓမြောင်တစ်လက်ကိုလည်းအမြဲဆောင်ထားလေရှိတယ်အာလာဝကတယောက်တစ်မျောတစ်ခေါ်ရှိသောလေကွင်းတဲသို့ရောက်တာနဲ့သလိုက်မီးရောင်များမီးရုပ်ဆောင်များကစူးကနေဝင်းကနေအရှိမအနောက်တောင်မမြောက်ဟိုမိုက်ဒီရွေရှားနေတာကိုမြင်တွေ့လိုက်ရတယ်မိုးကြကစားဖြစ်တဲ့အာရော်သွားမိုးနှစ်ပြိုင်ရွာတာနဲ့တပြိုင်နက်တည်းမြေရောက်တွင်းများမှထွက်လာတဲ့တွင်းအောင်ဖားတို့အကြောင်းကိုသိထားကြတော့သူနှင့်အကြံသူဖားရိုက်သမားများလည်းဖြစ်ပေတယ်အဲဒါကြောင့်အာလာဝကရဲ့စိတ်ထဲတွင်ဒီတိုင်းဆိုရင်တော့ထွက်တဲ့ဖားနဲ့ရိုက်မဲ့သူကမမျှမတဖြစ်နေတယ်ဒီလိုသာဖားချသူတွေလက်ကွင်းထဲမှာများနေမှတော့ဟုတ်ဒီပတိဖြစ်ဖြစ်မြောင်မြောင်ရနိုင်ဖို့ရမမျော်လင့်နိုင်ပေအဲဒါကြောင့်လူအသားလာနေတော့ကြီးပင်ရှိုကြီးဘက်သို့ဖားသွားရရန်စိတ်ကူးလိုက်မိတယ်ကြီးပင်ရှိုကအာလာဝကတို့ကုန်းကြီးရွာနဲ့တမိုင်ခန့်အလံဝေးတယ်ထိုကြီးပင်ရှိုတဲ့သို့ညအခါတွင်မပြောနဲ့နေ့အခါတွင်တော့လူအသွားလာမရှိသလောက်ဖြစ်နေတဲ့နေရာလည်းဖြစ်ပေတယ်ရှိုကြီးအတွင်းသို့ကျွန်းသားများဝင်ရောက်သွားကြလျင်ပြန်ထွက်မလာနိုင်တတ်ကြပဲအကောင်လိုက်ပျောက်သွားတတ်တယ်ဖိုးရှိုကြီးအတွင်းတီတီမမပေါက်နေသောကြီးပင်အိုကြီးကိုအဆွဲပြု၍ကြီးပင်ရှိုဟုခေါ်ကြခြင်းဖြစ်တယ်နေဝင်ရီတရောနွားသိရင်ကြီးပင်ရှိုကြီးအတွင်းမှတရေ၆ခံရသူ
သွေးပြည့်အောင်ကြောက်လန့်မှုသတင်းများကြောင့်လည်းလူအများမသွားရဲမလာရဲကြပင်ဖြစ်ပေတယ်။ကြီးပြင်းချိုကြီးစီတို့ဖားရိုက်သွားရန်အဖော်ဆက်ရင်လည်းဘသူမှလာရဲမည်မဟုတ်တာကြောင့်အဖော်မဆက်တော့ပဲအာလာဝကတကူလည်းထွက်လာခဲ့ခြင်းဖြစ်ပါတယ်။အာလာဝကရဲ့အားပြည့်သွင်းထားတဲ့ပထဝီမီးလင်းရောင်ကဆူဆူရှာရှာလက်လက်လျက်ရှိနေတယ်။ညနေပိုင်းကမိုးအေးအေးနဲ့ရွာတောင်ဖျားရှိကိုဘိုးတောင်အရက်ထဲမှာကြွကြော်နဲ့အရက်တစ်ပိုင်းမှီဝဲလာခဲ့သောရမကအချိန်ကလေးကလည်းခွတ်တေပြည့်ရှိနေသေးတယ်။အာလာဝကတရခါကြထဲမှထိုးထဲလာခဲ့သောဝီစကီပလင်းများအလိုထဲတွင်ကိုဘိုးတောင်အရက်တဲမှဝယ်ထဲလာခဲ့သောကောင်းချင်းတော်ရဲ့တစ်ပိုင်းကိုလက်နှင့်ဆန်းလိုက်ပြီးအားတက်သောခြေလဲများဖြင့်ကြီးပင်ရှိုကြီးရှိရာသို့ဥတဲ့ကတုတ်ချေတင်းခဲ့တယ်။မြင်းမြင်းမမအုံအုံဆိုင်ဆိုင်ပေါက်ရောက်လျက်ရှိသောကြီးပင်ရှိုကြီးကစင်စစ်မြေလိုမြေရိုင်းကြီးလိုဖြစ်နေတယ်။ဘလုံးမလဲလို့ရမရပဲမိုးတွင်အခါတွင်ရေပြေးလွှမ်းနေတတ်ပြီးနှွေအခါရေဆက်ခြင်းနှင့်ကွင်းဖြစ်နေတတ်တယ်။အာလာဝကတရနိုင်ဝက်ခတ်တုတ်ချေတွင်ရှောက်လာလိုက်တာနဲ့ထီထီမမကြီးပေါက်ရောက်နေသောကြီးပင်ကြီးကိုမကောင်းဆိုးဝါးကြီးတစ်ကောင်ထိုင်နေသလိုအလားမြင်တွေ့လိုက်ရတယ်။ဘေးပက်ပက်လေတွင်အုပ်ဆိုင်ရကြနေသောတစ်ခဲတကိုင်းတို့ကလည်းဝဲယုံနှကြီးကိုလွှမ်းချုပ်ထားသလိုမကောင်းဆိုးဝါးရဲ့လက်နက်ဖြင့်အုပ်ရည်ဖမ်းတော့မဲ့ပုံစံပေါက်နေလေတယ်။တွေးထွင်ကြောက်တဲ့သူတို့အဖို့ကတွေးပြည့်ရပြည့်ထွက်သွားနိုင်တဲ့အနေအထားပင်ဖြစ်နေတယ်။ဆိုးဆိုးစီစီအော်မြင်နေကြသောပရိသတ်များကွာစီနဲ့အော်နေကြသောဖာလက်တဲ့တံများကြားနေရတယ်။ထို့အပြင်နှင်းကျိုစားပါကြီးများရဲ့ဝင်ကောင်းတံဖြင့်အော်သောအိုးအော်မီတံများကလည်းထိတ်လန့်စရာပင်ဖြစ်နေတယ်။အာလာဝကတရကြီးပြီးရှိုကြီးအတွင်းသို့ဝင်လာမိချိန်တွင်ပန်ဝင်းကြီးတစ်ခုလုံးမှာပကတိငိမ့်နေတဲ့အရှိနေတယ်။ကြီးပြီးကြီးအပေါ်သို့မောကြီးလိုက်မိစဉ်နှစ်ဖူးထိမ်းမှမီးစလိုက်အလင်းရောင်ကတစ်ပင်ကြီးကိုအထင်းစားထိုးမိ၍လမ်းပြေးသွားသောတော်ကြီးကတော်ရဲ့အတန်ကဆူညံတို့သွားလေတယ်။ရုံကနေအဖြစ်ကြောင့်အာလာဝကတယောက်လမ်းပြန်သွားမိပြီးဟာဒီကြီးကန်းတွေကလည်းတမောက်ကွာဟုပြောလိုက်ပြီးလွယ်တဲကလေးကောက်ကိုထုတ်ကင်လိုက်တယ်။အာလာဝကတယောက်လေးကောက်ဖြင့်ကြီးကဲအုပ်ထဲကိုရမ်းပြစ်မိလှုပ်ပြီးမှအတွေးတစ်ခုပေါ်လာကအိတ်ထဲသို့ပြန်ထည့်လိုက်တယ်။အကျိုးမရှိသောလုံရက်ကိုမလုံတော့နောက်စလုံးကိုချွေတာသုံးရမယ်။မဖြစ်မနေအရေးရောက်ကြုံလာမှသုံးရမယ်။အလားအသက်အကုန်ခံလို့မဖြစ်ဘူးဟုတွေးလိုက်မိတာကြောင့်ဖြစ်ပေတယ်။အာလာဝကလည်းရှောက်လာရင်ကြီးပင်ကြီးရဲ့အောက်တက်တဲ့သို့ရောက်လာလိုက်တယ်။ထိုစဉ်ခြေထောက်နှင့်တစုံတရာတစ်ခုသောအရာတစ်ခုကထိကံမိသလိုဖြစ်သွားတယ်။အဲဒါကြောင့်နှစ်ဖူးစလိုက်ဖြင့်စိုက်ထိုးကြည့်လိုက်လေရာမြင်းညောင်ရည်ကိုတလုံးဖြစ်နေတာကိုတွေးလိုက်ရတာကြောင့်ကောက်ယူ၍ကြည့်လိုက်မိတယ်။ညောင်ရည်အိုးမှာရှုံအလင်းလေးပေးကျန်နေပြီးမတုံးတာမှကြာမြင့်နေပြီဖြစ်ကြောင်းကိုရင်ကြီးများကတက်တဲ့ပြနေတယ်။ထို့အပြင်ကြီးပင်ကြီးတွေနှက်စင်နှကွန်းဘာမှမရှိပဲအင်းညောင်ရည်အိုးကလေးကိုတွေးရခြင်းမှာအာလာဝကအတွက်အထူးဆန်းတစ်ဖွဲ့ဖြစ်နေတယ်။အာလာဝကလည်းဘာစိတ်ကူးပေါက်သွားလဲမသိကြီးပင်ကြီးအပေါ်သို့တစ်ချက်မော့ကြည့်လိုက်ပြီးရေစဲသို့ရှောက်သွားကညောင်ရည်အေးကိုတန်းစေအောင်ပုတ်တိုက်စေကြောလိုက်တယ်။ပြီးတဲ့အခါမှာအနီးနားရှိသောပန်းတို့ကိုခူးကညောင်ရည်ရိုးတွင်စိုက်ထိုးလိုက်တယ်။အဲ့ဒီနောက်ကြီးပင်မှာနေထိုင်ကြသောဘာပုတ်ကိုမှန်းတော့မသိပါ။ကျုပ်လေးလေးသားသားနဲ့ပန်းများဆက်တာပါတယ်။ကျုပ်ဒီညဒီရှိုထဲမှာဖားရိုက်ပါမယ်။ကျုပ်ကိုအနှောက်အယှက်များဖယ်ရှားပေးပြီးဖားများရအောင်ကူညီမဆပေးပါ။အဲ့လိုပြောပြီးတော့ကြီးပင်ဆောင်ပုတ်ကိုကြီးကိုကြိုက်တဲ့ရင်လဲကျုပ်မှအရက်တစ်ပိုင်းပါတယ်။အဲ့ဒါခမားကြရင်တဝက်တောက်နိုင်တယ်။ကျုပ်တော့တဝက်ချန်တာတယောက်တဝက်ပြဟုဆိုကပြောတတ်တယ်လို့ပြောလိုက်ပြီးခါကြမအရက်ပလင်းကိုထုတ်ကအဖုံးဖွေး၍တင်မြေဆုံရှိရာညောင်ရည်ကိုအနီးတွင်ချထားလိုက်ပြီးအာလာဝကတယောက်စတင်ဖားရိုက်ထွက်ခဲ့တယ်။လူသူမရှိ၍လူရိုက်စရာမလိုပဲအေးအေးဆေးဆေးရိုက်၍မကြမီပဲပလိုင်းတစ်လုံးအပြေးရလိုက်တယ်။ဖားများကလည်းစလိုင်မီရောက်အောက်တွင်ရိုက်၍မကုံအောင်ပင်များပြစွာတွေးရလေတယ်။အဲဒါကြောင့်ထဲ့စရာအဖြစ်ခါမဝတ်ဆင်ထားသောပစိုးလုံးကွင်းကိုချိုးအောက်တွင်လူကြဘောင်းမီအတူကိုဝစ်လာတဲ့အပြင်ဘဝင်းချင်းတွေလည်းမြည်သူတူတယောက်မှမရှိပဲသူတယောက်တည်းမို့အာလာဝါကရှက်မနေတော့ဘူးအဓိကအရေးကြီးဆုံးကနောက်ထပ်ရိုက်မဲ့ဖားများကိုထဲ့စရာရရှိဖို့ရန်ဖြစ်ပေတယ်ထို့သောဖြင့်
အာလာဝကတယောက်ဖားဆက်ရိုက်လေရာပစိုးလုံးကွင်းတဝက်ခတ်ပင်ရနေပြီဖြစ်တယ်ဟိုအခါအသွားပြန်ခရီးနှင့်တဲပိုးရမီတို့ကိုချိန်စားကြည့်လိုက်ရာတော်လောက်ပြီဖြစ်ကြောင်းသဘောပေါက်လိုက်တယ်အဲဒါကြောင့်ဖားထက်ထားသောပစိုးတို့ကိုထိုင်ရင်ကြီးပီကြီးအောက်သို့ပြန်လာခဲ့လိုက်တယ်အာလာဝကကြီးပီကြီးအောက်သို့ပြန်ရောက်တဲ့အခါအဖုံးဖွေပြီးတင်ထားခဲ့သောအရက်ပလင်းမှတဝဲကျနေတာကိုတွေးလိုက်ရတယ်ဟိုအခါပလင်းကိုယူမြောက်ကြည့်လိုက်ရင်အပင်ကြီးပေါ်သို့မော့ကြည့်လိုက်ကကြီးပီဆောင်ပုတ်ကိုကြီးခမားလဲတစ္ဆာရှိတယ်ကျုပ်လဲဖားတွေစိတ်ကြရိုက်လို့ရတယ်ဗျဟောဒီမြခမားကြရင်စားဖို့ဖားကြီးငါးကောက်ကိုကျုပ်တည်ထားခဲ့တယ်ကျုပ်ကိုခွင့်ပြုပါအောင်ဗျာအဲ့လိုပြောပြီးတော့ဖားရည်ကြီးကိုထမ်းရင်းလာလန်းအတိုင်းပြန်လာခဲ့လိုက်တယ်အာလာဝကတယောက်ကနေညအဖို့ဒီမန်းချက်နဲ့နှံထွက်ကြိုက်သွားပြီမို့စိတ်ထဲတွင်အထူးတက်ကြွ၍နေလေတယ်ဟိုကြောင့်ပလင်းတဝက်လက်ကျန်အရက်ကိုမော့တော့ပြီးသွေးပူနေသောခြေလဲများကပိုသွဲနေတယ်ဟုထင်ရတယ်မနေ့မိုးလေးတာနဲ့တပြိုင်နက်တည်းအာလာဝကတယောက်ညမှရထားသောဖားတော့ကိုမျိုးတက်ကမျိုးစည်းတိုင်းမှာတွင်းလိုက်တယ်တညာတဲ့နဲ့မျိုးမြဲရလိုက်တာကြောင့်အာလာဝကအားတရွာလုံးကပင်အံ့ဩချရလောက်အောင်ဖြစ်နေတယ်တို့အာလာဝကတယောက်ကြီးပြင်းရှိုကြီးတဲ့ဖားသွားရိုက်တာမလိုချင်မှအဆုံးရခဲ့တော်ဟူသောတည်င်းကရွာမောင်မီတို့ရဲ့လော်စပီကာကြောင့်တရွာလုံးကိုပြန့်နှံ့သွားခဲ့တယ်ထိုတည်င်းကိုကြားလိုက်ရတော့လောဘရမဲ့တက်နေသောလူမိုင်ငမှုဘာသိန်းကဘိုးတော်အရက်တဲတွင်လူတင်ရဲလောက်ကဒီညကြီးပြင်းရှိုကိုငါသွားမယ်မင်းတို့တွေကဘယ်သူငါနဲ့လိုက်မလဲဘာသိန်းကမမိုးနှင့်သူ့ရဲ့ဘက်ကိုလက်ဖြင့်ပုတ်၍လူဆွဲကောင်းလုံနေလေတယ်ဘာသိန်းရဲ့ပလင်းတူဘူးစိုးအရက်သမားများကကြီးပြင်းရှိုဟူသောအတန်ကိုကြားလိုက်ရတာနဲ့အမူးပြေသွားသလိုခံစားလိုက်ရတယ်သူတို့အားလုံးမှာဘလောက်ပင်မူးနေပါစေကြီးပြင်းရှိုရဲ့အကြောင်းကိုသိထား၍ကြောက်ကြတယ်အဲဒါကြောင့်တရားမှလိုက်မဲ့သူမရှိအရက်သမားတွေငြိမ်ကုန်းနေကြတာပေါ့တို့ကဘာသိန်းကသူ့လူများကိုတစ်ချက်ကြည့်လိုက်ပြီးငကြောက်တွေအလကားကောင်းတွေထွီးငါတယောက်တည်းသွားမယ်မင်းတို့မလာရဲရင်နေခဲ့ကြဒီညကြီးပြင်းရှိုတဲ့ကတရေကိုအာဖျဲပြီးမိခင်စားပြစ်မယ်ဟေးဘာသိန်းတယောက်မူမူယူယူဖြင့်ကြီးပြင်းရှိုကိုစိန်ခေါ်သွားလို့နေပြီတယ်ညအမောင်ကအာကုစုဒုစရိုက်သမားတို့ကိုလက်ရက်ခွန်နေတကဲ့သို့ရှိနေတယ်ဘာသိန်းတယောက်ငကြီးတောင်တရှိကိုဆလဲတိုင်းလိုက်ပြီးခါတွင်ပတ်ထားသောစက်ခပက်ကြီးရဲ့ခပက်အိတ်ထဲတွင်6ဘုတ်ပတိအိုတလုံးကိုတေချာချိတ်လိုက်တယ်ဖားထရဲ့ပလိုင်းကြီးကိုလည်းခပက်တွင်ချီနှောင်၍ချိတ်ထားလိုက်ပြန်တယ်အဲ့ဒီနောက်နှစ်ဖိုးတင်တက်ထားသောမီးစလိုက်အားဆန်းသက်ဖွင့်ကြည့်လိုက်တယ်မီးစလိုက်မှဆူဆူရဲရဲပြေးထွက်သွားသောအလင်းတန်းကိုကြည့်ရင်ဘာသိန်းတယောက်သဘောကျစွာပြုံးလိုက်တာပေါ့ဘာသိန်းမှာလူမိုက်ဆိုတော့လဲဟိုတို့ကသူ့ထဲမာရဲရဲကားသောအာလာဝကောက်ကိုတော့အနှဲငယ်ရှိန်နေတယ်ထို့အပြင်သူရဲကောင်းလှုပ်ရှင်ရည်သာတွားရခြင်းဖြစ်ပေတယ်ကြီးပြင်းရှိုအကြောင်းကိုသူကောင်းကောင်းသိထားတာကြောင့်အရှင်ရနေပြီဖြစ်တော့လဲအရဲတစိတ်ကိုရဲတဲ့အဖြစ်ထမှန်တင်လိုက်ပြီးရေချင်းအလုံးအရှင်ဖြင့်ကြီးပြင်းရှိုရှိရာသို့ရိုင်တိုင်တိုင်ဖြင့်ထွက်သွားခဲ့လိုက်တယ်အာလာဝကလည်းကြီးပြင်းရှိုကိုသွားဖို့ရာပထရီအိုးများမိစလိုက်များပလိုက်များအစားရှိတာကိုလိုအပ်သည့်အရာများကိုပြင်ဆင်၍နေလေတယ်ထိုအခါဇနီးဖြစ်သူမိနေကဆိုးရိမ်မကင်းသောမျက်လုံးတို့ဖြင့်အာလာဝကကိုကြည့်ရင်တော်ကြီးပြင်းရှိုတဲ့ဖားသွားရိုက်နေတာတတိတော်ထားအောင်နော်အဲ့ဒီနေရာကကျန်းတယ်လို့ကြုံကြဘူးတယ်စိတ်ပူသောလေပြန်ပြေပြောလိုက်ရာအာလာဝကလည်းအေးပါမိမရာအခုဆိုငါနဲ့ကြီးပင်ဆောင်ပုဂ္ဂိုလ်ကြီးနဲ့ကအပေးယူမျှပြီးမိတ်ဆွေတူတူတောင်ဖြစ်နေပြီသိချပါကွာငါဘာမှမဖြစ်ပါဘူးဟုတ်ပြီလားအဲ့လိုပြောလိုက်ပြီးတော့အာလာဝကပြောသလိုပင်ကြီးပင်ဆောင်ပုဂ္ဂိုလ်ကြီးနဲ့အာလာဝကတို့ကအပေးယူမျှတနေပြီးဆိုရလျင်မိတ်ဆွေသဘောမျိုးတောင်ဖြစ်နေတယ်အိမ်နီးနာချင်းဖြစ်သူတန်ချောင်းကိုညနေကသူနဲ့အတူကြီးပင်ရှိုကိုလိုက်ခဲ့ရင်ခေါ်တော့လဲတန်ချောင်းကမလာရဲပါဟုဖီဖီခါအောင်ညှင်းဆန်လိုက်တယ်။ထို့ကြောင့်ဒီနေ့ညအဖိုးလဲအာလာဝကကအရက်တပလင်းနဲ့မနေ့ညကရလာခဲ့တဲ့ဖားသားကိုကြာနာစွာကြော်လာခဲ့တယ်။သူ့ရဲ့ကြမှာအရက်နဲ့မြည်ရန်ဖြစ်ပေတယ်။အာလာဝကမှာတောက်စားထားတော့လဲရေကြေကြိုက်ပြီးမှခြေလဲများတွက်လက်နေလေရာ။ဘာသိန်းတဲ့အရင်ပင်ကြီးပင်ရှိုတို့ရောက်နေတယ်။အာလာဝကလည်းကြီးပင်ကြီးအောက်သို့ရောက်တာနဲ့တပြိုင်နက်အပင်ပေါ်သို့မောကြည့်လိုက်ပြီးကြီးဖေဆောင်ပုဂ္ဂိုလ်ကြီးရေ
ကျုပ်ရုပ်လာပြီဗျခမားဖို့အရက်လဲပိုးဝဲလာလဲအမီလဲကျုပ်ပို့လုတ်လာခဲ့တယ်ဗျို့အဲ့လိုပြောလိုက်ပြီးတော့ကြီးပင်အဖျားမှတင်ကိုင်းများလှုပ်ခတ်တဲ့တဖြန်းဖြန်းကိုကြားလိုက်ရတယ်ထိုအခါအပင်ကြီးတက်ကအိမ်တန်းတက်နေကြသောကြီးကဲများလဲလန့်ဖြန့်သွားပြန်တယ်ဒီတခါတော့အာလာဝကားတယောက်အတွေ့အကြုံရှိပြီးသားမို့အရင်တခါကလိုကြောက်ရွံ့ထိတ်လန့်မနေတော့ပေအာလာဝကလည်းထုံးစံအတိုင်းပဲညောင်ရိုးပွဲများတုံရီတော်ပန်းအသင်များခူးထည့်ပြီးအပီချေရင်တင်ပြတ်တင်ထားလိုက်တယ်ပြီးတဲ့နောက်အိတ်ထဲမှပါလာသောအရက်တပလင်းကိုထုတ်ခါအဖုံးပွေပြီးတစ်မြစ်စုံပေါ်တွင်တင်ထားလိုက်ပြီးဖားကြော်ထည့်လာသောပလတ်စတစ်ထုပ်ကိုလည်းဖြေကာအရက်ပလင်းဘေးတွင်ချထားလိုက်ပြီးမှကြည်ပီဆောင်ပုဂ္ဂိုလ်ကြီးရေဒီမှာအရက်နဲ့အမြင့်ကျုပ်ထားခဲ့တယ်နော်ခမားတဝက်တောက်နိုင်တယ်ဗျဒီညာဖို့လဲအနေရကီးပြီးဖာမမရအောင်မဆာပေးပါအောင်ခမားဟုပြောလိုက်ပြီးဖားရရင်ကြီးပင်ရိပ်အောက်မှထွက်လာလိုက်တာနဲ့ဖားကြီးဖားငယ်များကိုဆလိုင်မီးရောင်အောက်တွင်ခုံစားခိုးစားတွေ့ရ၍လိုက်ရိုက်လေတော့တယ်တခဏအတွင်းမှပဲဖားများအတော်တန်ရလိုက်တယ်အာလာဝကပလိုင်းတလုံးပြည့်လူနေပါချိန်တွင်ရိုးဆက်စီမှမီးစလိုက်တစ်ခုကဘယ်ရင်းညာရိုက်ဖြင့်ကြီးပင်ရှိုကြီးစီတို့ဥတက်လာနေတာကိုတွေ့လိုက်ရတယ်အာလာဝကလည်းကြီးပင်ချင်းနေဂိုင်90အကွာတွင်ဖားရိုက်နေတာကြောင့်မီးစလိုက်ရှင်ကိုဘသူမှန်းဆိုတာသိချမသိပေသူရဲ့စိတ်ထဲတွင်တော့ဒီညာဖို့အဖော်ရတဲ့ဟူသောသဘောထားကဖားဆက်ရိုက်နေတော့တယ်သူမနေ့ကကြီးပင်ရှိုကြီးတဲ့တွင်ဖားရိုက်၍ဖားများစွာရတဲ့ရာကိုဟူသောတည်င်းကတရွာလုံးပြန့်နှံ့နေပြီဖြစ်ရာသူကိုအာကို၍တယောက်ယောက်ကသူ့လိုပင်ဆွဆွဆဆလာခဲ့ခြင်းဖြစ်လိမ့်မယ်ဟုတွေးနေမိတယ်သူရိုက်ပြီးတိတ်မကြလိုက်တဲ့အချိန်တွင်ကြီးပီကြီးအောက်မှာရုံရင်းဆန်ကက်ဖုံဖုံတိုင်းတိုင်းနဲ့ရန်ဖြစ်တဲ့ထိုးတံကြိတ်တံတွေကိုကြားလိုက်ရတယ်အာလာဝကလည်းထိုပြည့်ပြည့်ကြောင့်ဗာများဖြစ်တာလဲဟူသောအတွေးဖြင့်ကြီးပင်ကြီးဘက်သို့စူးစမ်းသလိုနဲ့ကြည့်နေမိတယ်မိစလိုက်လဲစုံမီတောက်သလိုအထက်ရောက်လိုက်အောက်ရောက်လိုက်ဖြစ်နေတယ်အဲ့ဒီချိန်မှာပဲအောင်မလေးပြဟူသောအတန်ကြီးကိုကြားလိုက်ရပြီးတောက်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်နေသောမိစလိုက်ရောင်မှပျောက်သွားခဲ့တယ်ဟိုကအာလာဝကတယောက်စောစောကကြီးပင်ချိုကြီးစီကိုလာသောမိစလိုက်ရှင်ကိုတတိယသွားကစိတ်ပူပန်သွားတယ်အဲ့ဒါကြောင့်ဖားရိုက်နေရမှအတန်ကြားရကြီးပီကြီးအောက်သို့အပြေးလွှားသားရောက်ပြီးကြီးလိုက်တယ်ထိုကကြီးပီကြီးအောက်တွင်အမြုပ်တစီစီထွက်၍တတိလစ်နေသောပါသိန်းကိုတွေးလိုက်ရပြီးတစ်မြစ်စုံတွင်ကြီးပီဆောင်ပုဂ္ဂိုလ်ကြီးအတွက်တူတင်ထားခဲ့သောအရက်ပလင်းဖားကြော်အမီးနှင့်ညောင်ရီအိုးပန်းများမှလည်းတွင်းစင်ပြန်ကျဲနေလျက်ကိုတွေးလိုက်ရတယ်ထိုကအာလာဝကလည်းပါသိန်းမူမူယူယူဖြင့်ကြီးပီကြီးအောက်တွင်မဖွယ်မရပြုမိခြင်းဖြစ်ပေတယ်ထို့ကြောင့်ကြီးပီဆောင်ပုဂ္ဂိုလ်ကြီးကမကြ၍တခုခုလှုပ်လိုက်ခြင်းဖြစ်လိမ့်မယ်ဟုသဘောပေါက်လိုက်တယ်အဲဒါကြောင့်ဘာသိန်းကိုဒီတိုင်းထားရင်တော့မဖြစ်တော့ဘူးကြာရင်အသက်ပါထွက်သွားနိုင်တာကြောင့်ဖားဆက်မရိုက်တော့ပဲရွာသို့ပြန်ဖို့ရန်ဆုံးဖြတ်ချက်ချလိုက်တယ်အာလာဝကကြီးပီကြီးပေါ်သို့မော့ကြည့်လိုက်ရာကြီးပင်အကိုင်းခန့်များကပြင်းစွာလှုံရဲခါနေလျက်ရှိကြောင်းကိုစလိုင်မီးရောင်တွင်မြင်လိုက်ရတယ်ကြီးပီဆောင်ပုဂ္ဂိုလ်ကြီးဘာသိန်းမှားတဲ့ဆိုရင်ဘာသိန်းအစားကြုတ်တောင်းမဲ့ပါတယ်ဘာသိန်းကိုခွတ်လို့ပေးပါဒီညတော့ကျုပ်ဘာသိန်းကိုခေါ်ပြီးရွာပြန်ပို့လိုက်တော့မယ်ဗျာအာလာဝကပြောပြောဆိုဆိုပင်ဘာသိန်းကိုပွေ့ကြည့်၍ပကုတ်တက်သို့ထမ်းလိုက်ပြီးရွာစီသို့ပြန်လာခဲ့လိုက်တယ်ကြီးပင်ရှိုကိုတွားဆော်ကားခဲ့တဲ့ဘာသိန်းကတေကံမရောက်အသက်မပြောက်၍အသက်ရှင်ခွင့်ရလိုက်တယ်သို့တော့ဆရာများကိုပင်၍ကြီးပီဆောင်ပုဂ္ဂိုလ်ကြီးကိုခေါ်စာပြည့်၍တောင်းပန်ကအတော်ပင်နှံ့နေ၍ယူလိုက်ရတယ်ဘယောကဆရာများကစစ်ဆေးကူးသားချက်အများအရာရွာမလိပ်ပြလှသူဒေါ်ကလန်မကိုကြီးပင်ဆောင်ပုဂ္ဂိုလ်ကြီးကဝင်ဖူး၍ပြောဆိုလိုက်တယ်သူကကြီးပီရှိုကင်းကိုပိုင်ဆိုင်သောကွင်းပိုက်ကြီးနေတို့ဖြစ်ကြောင်းဘာသိန်းကမုံယူယူနဲ့ညောင်ရည်ပန်းအိုးများကိုကန်ထုတ်ပြီးအာလဝကအတွက်ခြံထားသောအရန်နှင့်ဖားကြော်တို့ကိုယူပြီးစားတောက်လို့လက်ဘင်းကိုညှစ်လိုက်ခြင်းဖြစ်ကြောင်းဒေါသထက်ကအသေးသက်ဖို့ဖြစ်တော်လဲအာလဝကတက်တဲ့ဟုထင်မှဆို၍အသေးမတက်လိုက်ကြောင်းနောက်ဘာသိန်းအပြင်တခြားလူကြီးပင်ရှိုတဲ့ကိုလာစော်ကားပါကတက်ညတော့မီမဟုတ်ကြောင်းအာလဝကအရင်ဘဝကသူ့မြေဖြစ်နေ၍ကြီးကျူးဆောက်ရှောက်နေရခြင်းဖြစ်ကြောင်းပြောဆိုသွားခဲ့တယ်အဲ့ဒီနေမှစား၍လူမဘိုင်သိန်းလည်းကြီးပင်ရှိုဟူသောအကြောင်းကိုဘယ်အချိန်မျိုးမှတောင်မဟာဝန်းတော့ပဲအကြောက်ကြီးကြောက်ကအဆွဲကျိုးသွားလေတယ်စင်စစ်အာရာဝကအရဲတောက်တယ်အာကုသို့အလုပ်ကိုလုပ်တယ်သို့တော့မယံကတတိရှိသူဖြစ်တယ်ဘာသိမ်းမှာအာလာဝကနဲ့
အရဲတောက်ထားခြင်းအာကုသို့လှုပ်ထားခြင်းတူတော်လဲမယိုင်းရန်ကားပြီးတတိတွေကြောင်သူဖြစ်သေးတယ်။အဲဒါကြောင့်ကိုယ်ပိုင်နဲ့မဟုတ်သောမမြင်အပ်သောပုဂ္ဂိုလ်တို့ကကြေးပင်ချိုကြီးတဲ့တွင်တွားရန်ကားမိ၍လက်ခက်ခလိုက်ရခြင်းဖြစ်ပေတယ်။တကားကုန်ပြောရလျင်မြည်သည့်နေရာမြည်သည့်ဒေသမြည်သူနှင့်မဆိုတင့်တော်လျှောက်ပတ်စွာအပေးယူမျှတရန်လိုအပ်ပါတယ်။ရွာထဲမှာဗာကြီးသားတို့ရဲ့ပြောပြချက်အရာအာလဝကရဲ့အဖိုးဦးတိုနီကလည်းအာလဝကလိုပဲတရေတစေမကြောက်ပဲကြီးပင်ချိုကြီးတဲ့နဲ့ငါးဖက်မြုပ်ထောင်ရင်ထိုကြီးပင်ကြီးအောက်တွင်မွေကား၍တည်ဆုံးခဲ့ရဘူးကြောင့်အာလဝကတယောက်တီးခဲ့ရပါလေတော့တယ်ကြီးပင်ဆောင်ပုဂ္ဂိုလ်ကြီးနဲ့တစေမြောင်မှာတညတာဆိုတဲ့ဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီခင်ဗျာဇလန်းလေးကိုလိုက်ပါနားဆင်ခန်းစားပေးကြတဲ့ပရိသတ်တယောက်ချစ်တင်တိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ